Bro mấy mai abi. Abi. Mấy mai abi cô Ron. Abi đấy. Cô Ron mấy mai abi. Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောက်နေတာဒါရွှေတုံဖရားရဲ့တောင်ပန်းမုံပေါ့နော်ဒီနေ့မှာကတော့ကျွန်တော်တို့ရဲ့အကိုကြီးကိုထွန်းอ่ะဆိုရင်သူက propose လုပ်မယ်နေပေါ့နော်အဲ့ဒါကျွန်တော်တို့တွေကဝိုင်းပြီးတော့ surprise လုပ်ကြမယ်အဲ့ဒါဘယ်လိုဆက်ဖြစ်မလဲစောင့်ကြည့်ပါဦးရောက်နေတယ်ဖျားပေါ်ရောက်သွားပြီသူနေပြီးမှဘယ်သွားမှာပြီကျွန်တော်ပြီးမှပဲဂျင်မာပဲတွေ့မှာလို့အမောမပြီးရတယ်ဆင်းလာမယ်ဘယ်တော့ဆင်းလာဘယ်တော့ဟိုပြီးတော့ပြန်လာအောင်ပြန်လာအောင်လူလိမ် အခုဆင်းလာပြီတော့ဘာတဖရင်းနေခုံးလိုက်တာအဲ့ဘယ်လိုရမကောင်းတယ်နော်ဟမ်Finally ပြောလေပြောလေဘိုးတော်မေးပါရပြီဘိုးမေးပါရပြီရပြီမေးပါရပြီကိုတော်အဲ့ဒါကိုတော်မေးပါရပြီမင်းကဘာဖြစ်လဲနင်အဲ့ဒါကြောင့်ဆုံမရတာကျင်းတော့ပါတယ်မယူတော့တင်နေတာမယူတော့တင်နေတာတို့ဒီတဲ့ကြောင်မှယူတာအားတို့အေးစင်းနေရတယ်။အော်အေးစင်းနေတယ်။ပေါက်ကြအလဲဟမ်ပေါက်ကြတော့ပေါက်စီကလေး ပေါက်ကြပါလိမ့်တယ်အေးစင်းနေရတယ်စစ်ဆောင်လည်းပြလုပ်ပြီးသွားပြီ ။ဒီဆောင်လည်းများအများကြီးပဲအချိန်အလောက်ထိရတယ်โอเคအေးစင်းပဲ။စီရတယ်။ဝေးလို့ဒီ။ကိုလေးကြားမြတ်နေဘယ်တော့လဲ။ဟာ။ကိုလေးလိုပဲအဲ့လိုရခံစားမိသွားတယ်ကွယ်။ရေခုန်ပြား။ အာကိုလေးကဘယ်တော့လဲ။ကိုရီးယားလာခမ်းမီစွန်း။အဲ့ကြမသိကြအောင်စောင့်နော်။အဲ့ကြမသိကြအောင်။တွေးထားပြီးပြီအဲ့လိုရေလေကောင်မှလုံးမှာ။အော်အဲ့လိုကြီးပြောပြလိုက်တော့သွားပြီလေကိုပြပြီပေါ့။ဟုတ်တာပဲ။အာကိုကိုရေလေးရှိပါမိမကြီးတွေပေါက်တာကဘေးနားနေလုပ်ပြီးနေတယ်အဲ့လိုရှင်ထဲမှာဆံမွေးပြရမလို့ပါလက်ခံလိုက်တော့နေဝဲတက်လာလက်ခံလိုက်တဲ့ကြီးဒီလေကတော့မအေးသူပြောတယ်လို့ကိုကြီးလည်းပြောတယ်လေဟုတ်တယ်ကိုပြောနေကိုပြောနေကိုပြောနေ